ဟုတ်ကဲ့အခုကတော့ကျွန်တော်ဗီယက်နမ်နိုင်ငံရဲ့စာပါမျိုးကိုတွားခဲ့တဲ့ဗီဒီယိုလေးကို sharing လုပ်ပေးချင်ပါတယ်ဒါကတော့စာပါမျိုးရေမှာနားမရှိရကက်ကက် village ဖြစ်ပါတယ်သူကတော့ဝင်ကြီးပေးရတယ်ဗျဝင်ကြီးကတော့ VNT လူကြီးဆိုသူငွေ3000လားဘယ်လောက်လဲတော့မသိဘူးကျွန်တော်မမှတ်မိတော့သိချတော့အဲ့မှာသူအခုမြင်တွေ့နေရတဲ့အတိုင်းပဲ rainbow slide လေးရှိတယ်rainbow slide ကတယောက်ကို VND 4000ဆိုတော့မြန်မာငွေနဲ့ဆိုရင်9000လောက်တော့ရှိမှာပေါ့သူက drone ရိုက်လို့ရှိရင် drone ရိုက်ခအနေနဲ့လဲသူကထပ်ပြီးတော့ပေးရသေးရဲ့ဗျာဒါကတော့ကျွန်တော်တို့လေကားကနေဖြည်းဖြည်းအောက်ဆင်းလာလို့ရှိရင်မြင်တွေ့ရတဲ့သူတို့ရဲ့အမတ်တရဈေးဆိုင်တွေပေါ့ပိတ်စာလေးတွေဝက်စားလေးဘာညာတာကလေးရောင်းနေပေါ့ဒီဝက်စားကြီးကသူကရောင်းတာလည်းဟုတ်တယ်ငှားဝေပြီးတော့လည်းအဲ့ဒီမှာပုံနေပါတွေလည်းရိုက်လို့ရပါတယ်အဲ့ကနေကျွန်တော်တို့ရှောက်လာလိုက်တာစားတာချင်းကတော့ရေတကွန်ကြီးကိုတွေ့မြင်ရတယ်ပေါ့ရေတကွန်ကတော့အရင်ကြီးတော့မဟုတ်ပါဘူးဒါပေမဲ့တောင်းရိုက်လို့တော့ကောင်းပါတယ်အဲ့ကနေပြီးတော့ဟိုကြည်တီနဲ့ကျွန်တော်ရှောက်ရိုက်တယ်ပေါ့အခုချိန်ကတော့စောင်းတွင်းမလို့လားတော့မသိဘူးအရန်ရေတွေတော့များမနေဘူးကျန်တဲ့ရာသီဥတုတွေမှာတော့ရေတွေများတယ်လို့တော့ပြောတယ်ဒါပေမဲ့ကိုကလည်းမြင်ဘူးမဟုတ်တော့အတိအကျအာမမခံရဘူးဒါကတော့သူတို့ရဲ့ကက်ကက် village ရဲ့စောက်ထားတဲ့အရာလေးပေါ့ဒီမှာထုံစံတိုင်းမင်းသမီးကတော့ဝယ်စားရေးဘာညာတာရကကြီးလဲတယ်ပေါ့ဗျာဝယ်စားရေးဘာညာတာရကကြီးလဲပြီးသူတက်ပုံရိုက်တော့မယ်ပေါ့အဲ့ကနေပြီးတော့သူတတပြပဲပေါ့ဗျာအဲ့ကနေကျွန်တော်လည်းတောင်ကြီးမြောက်ကြီးနဲ့ရိုက်တယ်ပေါ့ရိုက်တော့ထုံးစံတိုင်းရန်ကြီးတော့စိုင်နေရတော့အရန်ကြီးစီမနေပါလို့လဲဆိုတော့သူတို့ရဲ့နှစ်ကူးနေလည်းဖြစ်တယ်ပေါ့နော်နှစ်ကူးနေလည်းဖြစ်တော့စိုင်နေတော်တော်များများပိတ်ထားတယ်အဲ့တော့အခုချိန်လာမယ်ဆိုလို့ရှိရင်တော့စိုင်နေရန်ကြီးဖွင့်တာတော့မြင်ရမှာမဟုတ်ဘူးပေါ့ဒါတော့သူတို့ရဲ့စောက်ထားတဲ့ပုံစံလေးပေါ့ပုံစံလေးကတော့ချက်စရာကောင်းပါတယ်ဒါပေမဲ့ရေကနေနေရောရန်ကြီးတော့မလောက်ဘူးပေါ့အဲ့ကနေပြီးတော့ကျွန်တော်တို့မိုဝါနာကဖေးကိုရောက်တယ်အဲ့မိုဝါနာကဖေးကလည်းစာပါမြို့မှာနာမည်ကြီးရပေါ့ဘာလို့လဲဆိုတော့ဒီရှူခင်းကြောင့်နာမည်ကြီးရတော့လည်းဝင်ကြီးပေးရတယ်ဒါပေမဲ့ဝင်ကြီးပေးလို့ရှိရင်သူ့ရဲ့အားသာကောင်းတဲ့အချက်ကပေါ့သူက coffee ဒါမှမဟုတ် juice ကိုကြိုက်ရရွေးပြီးတော့တောက်လို့ရတယ်ကျန်တဲ့စားတာတောက်တာတော့ပတ်စံထပ်ပေးရတယ်ပေါ့လူတွေကတော့မြင်တွေ့ရတဲ့အတိုင်းပဲများတယ်ထုံးစံတိုင်းမှာ item မှာဓာတ်ပုံရိုက်မိနေရကြီးလည်းအများကြီးရှိတယ်နောက်တစ်ရက်ကျတော့ကျွန်တော်တို့ fancy pan ကိုသွားတယ် fancy pan ကလည်းစာပါမျိုးရဲ့အထင်ကြီးနေရာတစ်ခုထဲမှာပါတယ်သွားfunny cooler စီးရတယ် funny cooler ပြီးရင် cable စီးရတယ်ပြီးရင် funny cooler ထပ်စီးရတယ်အဲ့တတိယအထက်မှာ funny cooler မစီးဘဲနဲ့လေခြေကျင်သွားလို့လေရတယ်ဒါပေမဲ့ကျွန်တော်ကတော့ funny cooler ပဲစီးလိုက်တယ်သူကကြတော့တယောက်ကို buffet အပါဝင်1.2 million ပေးရတယ်ဒါပေမဲ့အဲ့လိုမျိုး funny cooler ကြီးစီးရဲ့အချိန်မှာမဆောင်ညင်လူမဆောင်ညင် wool pass ဝယ်လို့ရှိရင်တယောက်ကိုVND 9သိန်းပေါ့ဗမာငွေ8000လောက်ပေးရတယ်ပေါ့1.2 mil ဆိုတော့buffet ပါဝင်1.2 mil ဆိုတော့ဗမာငွေနဲ့တွက်ကြည့်ရင်တော့2သိန်းလောက်တော့ကျတယ်ကျွန်တော်က wool pass လဲဝယ်တယ်ပြီးရင် buffet ပါတာလဲဝယ်တယ်ဘာလို့လဲဆိုတော့ buffet ပါတာဝယ်မှတန်နေလို့တော့ကျွန်တော်ထင်တယ်ဒါကတော့ကျွန်တော်အခု cable စီးနေရပေါ့ cable စီးနေတဲ့အချိန်မှာမြင်ရတဲ့မြင်ကွင်းတွေဖြစ်တယ်မြင်ကွင်းတွေကတော့မြင်တွေ့ရတဲ့အတိုင်းပဲစောက်ရမ်းလာတယ်ဘာမှပြောစရာမရှိအောင်လာတယ်ကျွန်တော်တို့တိန်နေရဲ့အထက်ပေါ်ကိုရောက်သွားတယ်ရောက်သွားရတဲ့မြင်တွေ့ရတာကတော့လာတယ်ပေါ့ဗျာအဲ့ကနေပြီးတော့ကျွန်တော် wool pass ဝယ်ထားတဲ့အတွက်ဒါကတော့ကျွန်တော်တို့cable စီးပြီးတဲ့အချိန်မှာ5မိနစ်10မိနစ်နားခိုင်းတဲ့အတွက်ကျွန်တော်တို့နားတဲ့နေရာလေးပေါ့နော်ထုံးစံတိုင်းမင်းသမီးကတော့ wool pass ကြီးကိုထုံးစံတိုင်းကင်မရာရှိမှတုတ်ပြီးတော့ပြနေပေါ့အဲ့ကနေပြီးတော့ကျွန်တော်တို့ဒါအဲ့ခုနနားနေရနေရာရဲ့အပေါ်ပေါ့လေကားလေးနဲ့တက်လာရင်ရောက်သွားတဲ့နေရာပေါ့အဲ့နေရာကနေမြင်တွေ့ရတဲ့မြင်ကွင်းကတော့အခုလိုပါပဲ
စောက်ရန်ကြီးကိုလာပါတယ်အဲ့တော့သွားမယ်ဆိုလို့ရှိရင်အခုလိုဘယ်လိုပြောမလဲကျွန်တော်တို့ sorry 12လပိုင်းမဟုတ်ကျွန်တော်သွားခဲ့တာသွားခဲ့တာဘယ်နှစ်လပိုင်း2လပိုင်းဟုတ်တယ်2လပိုင်းမှာသွားရင်တော့အကောင်းဆုံးပါပဲအဲ့ကနေပြီးတော့အခုနောက်ဆုံးနေရနောက်ဆုံးအမြင့်ဆုံးနေရပေါ့ top of the fancy ဘန်ကိုသွားဖို့အတွက်ကျွန်တော်ခုနကပြောခဲ့သလိုပဲ funicular စီးလို့လည်းရတယ်မစီးရင်ခြေကျင်တက်လို့ရတယ်ကျွန်တော်ကတော့ပြင်းတဲ့အတွက် funicular စီးတယ်တချို့ຢာတော့ခြေကျင်သွားတယ်ခြေကျင်သွားလို့ရှိရင်တော့ဒီမြင်တွေ့နေရတဲ့ဗျာရုပ်ထုကြီးတို့အိုင်နာတွေမှာဓာတ်ပုံတွေပါအေးစစ်ရိုက်လို့ရတယ်ကျွန်တော်ကတော့funicular ပဲစီးရတဲ့အတွက်ဓာတ်ပုံတွေမရိုက်ခဲ့ရဘူးအဲကနေပြီးတော့ကျွန်တော်တို့အမြင်ဆုံး top of the fancy band top of the fancy band မို့ Indochina ကိုရောက်တယ်ရောက်တဲ့ချိန်မှာအမြင်ဆုံးဖြစ်တဲ့အတွက်မြင်ကွင်းကတော့ခုနကမြင်တွေ့ရတဲ့မြင်ကွင်းတွေထက်အများကြီးပိုလာတယ်ပိုပြီးတော့လေဓာတ်ပုံရိုက်လို့ကောင်းတယ်အဲ့မှာလည်းအလံကြီးရှိတယ်ကိုနိုင်ငံအလံရွေးပြီးတော့လေရိုက်လို့ရတယ်ကျွန်တော်ကတော့မြန်မာနိုင်ငံအလံရှိတဲ့အတွက်အဲ့ကမြန်မာနိုင်ငံအလံယူပြီးတော့ရိုက်ခဲ့တယ်ဒါကတော့ကျွန်တော်အပြင်ကအပေါ်ကနေပြီးတော့မြင်တွေ့ရတဲ့မြင်ကွင်းကိုပေါ့ကျွန်တော်ရိုက်ပြပေးထားတာဖြစ်တယ်တော်တော်လာပါတယ်တောင်တန်းနေရာဆိုလို့ရှိရင်လည်းကျွန်တော်ဇာကားထဲမှာမြင်တွေ့နေရတဲ့အတိုင်းလိုပဲပေါ့နော်ပြောစရာမရှိအောင်လာတယ်ဒါကတော့ကျွန်တော်တို့ဘူဖေးစားဖို့အတွက်ပြန်ဆင်းတာဖြစ်တယ်ဘူဖေးရတယ်သူကအချိန်ကန့်သတ်ထားတယ်သူက17နာရီကနေညနေ3နာရီအထိမနက်7ကနေညနေ3နာရီအထိအဲ့အချိန်ထိပဲဘူဖေးကအချိန်ပေးထားတဲ့အတွက်ကျွန်တော်တို့အပေါ်မှာဓာတ်ပုံရိုက်ရှိရိုက်ပြီးတော့ကျွန်တော်ဘူဖေးစားမယ့်နေရာကိုတော့ပြန်ဆင်းလာတယ်ပြန်ဆင်းလာတော့လေထုံးစံလိုက်ဒီရှူကင်ကြီးကိုပဲကြည့်ပြီးတော့ပြန်ဆင်းရတာပါပဲအဲ့ဒီကနေပြီးတော့ကျွန်တော်တို့အခုဆိုရင်ဘူဖေးစားမယ့်နေရာကိုရောက်ပြီဖြစ်တယ်ဒါကတော့စုံပါပဲဘူဖေးကတော့သူက European ရှိတယ် Korean ရှိတယ်ပြီးရင် Indian ရှိတယ်အိန္ဒိယအစားတော့ကျွန်တော်ဒီထဲမှာမပါလိုက်ဘူးပြဘာလို့လဲဆိုတော့နောက်ဆုံးမှာစားပြီးမှတွေးလိုက်လို့ဒါကတော့မစားခင်ရိုက်ထားတာဖြစ်တယ်ပေါ့ဒါကတော့ကျွန်တော်ရှောက်ရိုက်ပြတာပေါ့ဒါရတော့sauce အချင်းတွေပေါ့ဒါကတော့သမင်းကြော်တို့ဘာညာတို့တာရကာတို့ပေါ့ဗျာဒါဘီယာကြီးလည်းဘူဖေးပြီးတယ်ဗျဘီယာလည်းဘူဖေးပြီးတယ်ဒါပေမဲ့ဘီယာကတော့ဘယ်သူမှတိတ်မတော့ကြပါဘူးကျွန်တော်တို့လိုကောင်မျိုးများပါရင်တော့သူတို့တော့မကြိုက်ဘူးပေါ့ဒါကတော့ဒါကဘာကြီးလဲတော့ကျွန်တော်လည်းမှတ်မိတော့ဘက်ကဟာတွေအခုမြင်ရမယ့်ဟာတွေကတော့ဒါသူတို့ Vietnam traditional ပေါ့သူတို့ Vietnam အစားအစာတွေပေါ့ကျွန်တော်တော့မစားတတ်တော့မစားဘူးရှန်နေဘဲကြီးရနေပြီးတော့ပိတ်တယ်ပိတ်တော့သူဖင်ကြီးကိုရိုက်တယ်အဲ့ကနေပြီးတော့ချင်းနဲ့သူအစားအစာရစုံနေကျွေးသားတွေရောစုံပဲဒါရီဆိုနန်ရိုးကြော်တွေရောကစုံဦးတွေရောစုံပဲစားစာတွေကတော့စုံပဲတန်တယ်ဘူဖေးစားရတာတန်တယ်ဆောင်းရမ်းတန်တယ်အဲ့တော့သွားမယ်ဆိုလို့ရှိရင်များစားပါဘယ်သူမှလည်းရိုက်မထုတ်ပါဘူး3နာရီမှပဲရိုက်ထုတ်ပါတယ်အဲ့တော့အေးအေးဆေးဆေးစားပါစားပါတော့စားတယ်ကျွန်တော်ကတနာရီလောက်ရောက်တယ်တနာရီလောက်အဲ့ဘူဖေးစားမယ့်နေရာကိုရောက်တယ်ပြီးတော့3နာရီကျတော့ကျွန်တော်တို့နေထုတ်လိုက်တဲ့အတွက်ပြန်လာပြီပေါ့ဒါကတော့နောက်နေ့တရက်ရောက်သွားပြီပေါ့ဒါကတော့ Saver Waterfall လို့ခေါ်ပါတယ်သူကနည်းနည်းတက်ရတယ်ထုံးစံတိုင်းပဲသူကဝင်ကြီးပေးရတယ်ဒါပေမဲ့ကျွန်တော်ကကန်ကောင်းတာသူတို့ရဲ့နှစ်ကူးနှစ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဝင်ကြီးလည်းမပေးခဲ့ရဘူးအဆောင်လည်းမရှိတဲ့အတွက်ကျွန်တော်ဆိုင်ကယ်ကိုဒီတိုင်းရက်ခဲ့ပြီးတော့ကျွန်တော်တို့အဲ Waterfall တက်ခဲ့တယ်အရင်မတက်ရပါဘူးအပေါ်ဆုံးထိတက်ပါအပေါ်ဆုံးထိတက်မှာဒီလိုလှပတဲ့မြင်ကွင်းကိုမြင်ရမှာပါအဲ့တော့အပေါ်ဆုံးထီကိုရောက်အောင်တက်ဖို့အတွက်ကျွန်တော်အကြံပေးပါတယ်ဒါကတော့မင်းသမီးပေါ့နော်မင်းသမီးကိုကျွန်တော်မေးတယ်အာယူ okay ပါညာတာရကရွှေရှောင်းပေါ့သူကလည်း okay ပါတယ်ပေါ့အဲ့ကနေပြီးတော့ကျွန်တော်တို့မြင်တွေ့ရတဲ့အတိုင်းပဲအရင်ကြီးတော့ထူးဆန်းစရာတော့မရှိဘူးဒါပေမဲ့ဇိုးမိုက်တယ်လှတယ်သွားတင်းနေတဲ့မှာပါတယ်အဲ့တော့ဒါကတော့ကျွန်တော်ရိုက်ပြထားတာပေါ့ဗျာဒီ waterfall ကြီးရဲ့အနေထားပါညာဆိုရဲပုံစံကိုကျွန်တော်ရိုက်ပြထားတာဖြစ်တယ်အဲ့တော့စာပါရောက်လို့ရှိရင်
သွားကိုသွားမယ်သွားတဲ့နေရာတွေထဲမှာဒါလည်းပါတယ်ချို့လူတွေတော်တော်များများတော့မသိဘူးကျွန်တော်တို့ကတော့သွားတယ်နေရာဆုံးလျှောက်သွားတယ်ပြီးရင်ဒါကတော့ Glass Bridge လို့ခေါ်တဲ့နေရာကိုသွားနေတယ်လမ်းမှာရှောက်ရိုက်တယ်ရှောက်ရိုက်တဲ့ချိန်မှာခေါင်းအများကြီးနဲ့ဖျားကိုတွေ့တယ်မမြင်ဘူးလို့ရိုက်တယ်အဲ့ကနေပြီးတော့ကျွန်တော်တို့သွားတယ်သွားတာအဲ့အခုဗီဒီယိုထဲမှာမြင်တွေ့နေရတဲ့အတိုင်းပဲသူကဓာတ်လေကားကြီးကလည်းတော်တော်မြင့်တယ်ပြီးရင်သူက Glass Bridge ကြီးကိုသူကဘယ်လိုပြောရမလဲတောင်ရဲ့ဘေးမှာစောက်ထားတယ်ပေါ့နော်ဒါကတော့ဝင်ကြီးပေးလိုက်လို့ရှိရင်သူတို့ကားနဲ့အကျိုးအပို့ပြန်လုပ်ပေးတယ်အဲ့တော့ဝင်ကြီးကတယောက်ကို VND 9သိန်းပမာငွေဆို8000လောက်ရှိတယ်အပေါ်မှာ zip line တို့ဘာညာတို့တော့ရှိတယ်တတိရှိရင်တော့လောက်ပါတတိမရှိရင်တော့လောက်ပါနဲ့ဒါလောက်ပါပဲဒါကတော့ထုံးစံတိုင်းကျွန်တော်တို့တက်တယ်ပေါ့နော်အပေါ်တက်နေတယ်တက်လီကာနဲ့တက်တယ်တက်လီကာလည်းမှန်တက်လီကာမှန်တိုင်းပြောရရင်တက်လီကာငှက်ချီးတွေလားပါလားမသိပေးရောပြင်ကိုတိတ်မမြင်အောင်အဲ့အနေပြီးကျွန်တော်ရောက်သွားပြီ Glass Bridge ကိုရောက်သွားပြီရောက်သွားတော့ရမှန်တာကြီးဒါတက်လီကာကနေရောက်ချင်းအဲ့မြင်တွေ့နေရတဲ့ Glass Bridge ကိုသွားနေတဲ့နေဟိုလမ်းပေါ့နော်အဲ့ကနေပြီးတော့ Glass Bridge ပေါ်ကိုကျွန်တော်ဆင်းတော့မယ်အချိန်မှာတော့ဟိုကြီးတီကြီးရှောက်ရိုက်တယ်ရှောက်ရိုက်တော့ဘာတော့ထူးဆန်းကြတော့မရှိပါဘူးဒါပေမဲ့ Glass Bridge ဆိုပြီးမဲ့လေကျွန်တော်တို့မြန်မာနိုင်ငံလောက်ကြီးလေအရင်ကောင်းနေပေါ့နော်မြန်မာနိုင်ငံကျွန်တော်တို့ပြင်ဦးထဲမှာရှိတဲ့ Glass Bridge လို့ရှိရင်စောက်ရမ်းမိုက်တယ်ပေါ့ဗျာအတန်လေးပါပါတယ်ကရ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 ဒါတော့အတန်လေးမပေါဘူးပေါ့အရင်မကောင်းဘူးပေါ့မြန်မာနိုင်ငံလောက်တော့အဲကနေပြီးတော့ Glass Bridge ပေါ်မှာအကြိုက်ဆုံးအချက်ကတော့ဘာလဲဆိုမြင်ရတဲ့ရှူကင်းပါပဲဒီမြင်ရတဲ့ရှူကင်းကြီးကိုစောက်ရမ်းကြိုက်ပါတယ်စောက်ရမ်းလင်းမိုက်ပါတယ်ဘလို့ကြီးကြီးလှပါတယ်နောက်လည်းကျွန်တော်နောက်ထပ်တစ်ခေါက်ထပ်ရိုက်တယ်အဲ့ဒါကျွန်တော်လည်းသူများကြီးရိုက်တယ်လို့အောက်ကြည့်ပြီးရိုက်တယ်ကြောက်တဲ့ရင်တော့အောက်ကြည့်ပြီးမရိုက်ပါနဲ့မကြောက်တဲ့ရင်တော့ရိုက်ပါဘာမှတော့ဖြစ်ပါဘူးတရားလည်းမကြိုးမကြပါဘူးเนาะအဲ့ကနေပြီးတော့နောက် Glass Bridge စုံနေတီရှောက်တယ်ရှောက်တဲ့ချိန်မှာတငယ်ချင်းတယောက်နဲ့တွေ့လို့အဲ့တငယ်ချင်းတယောက်နဲ့ပြန်လာတယ်ငယ်ချင်းကလည်းတိတ်လမ်းမရှောက်နိုင်ဘူးနဲ့တူပါတယ်ဟိုရက်လိုက်နားလိုက်နဲ့သူ့ကိုစောင့်ခေါ်နေရတယ်အဲ့ကဒါကတော့ Glass Bridge စုံသွားတဲ့နေရာပေါ့နော်အဲ့ကနေပြီးတော့အေးဆိုင်မှာမြင်တွေ့ရတဲ့အတိုင်းပဲအေးလေးပါညာတောက်တယ်တောက်ပြီးကျွန်တော်ပြန်လာတယ်ပြန်လာပြီးတော့ဟိုရိုက်တီရိုက်နေရှောက်ပြီးတော့ပြန်ရိုက်တယ်အဲ့ကနေပြီးတော့ကျွန်တော်တို့ကားမောင်းမဲ့နေရာလေးပေါ့နော်ကျွန်တော်တို့အပြန်ကားကြောင်းဝင်မယ်ဆိုပြီးတော့တွေးထားတာကန်ဆိုးကျင်တော့သူတို့ရဲ့နှစ်တစ်ဖြစ်တဲ့အတွက်ပိတ်ထားတဲ့အတွက်ကျွန်တော်မဝင်ခဲ့ရဘူးဒါတော့နောက်တစ်ရက်ကျတော့ကျွန်တော်တို့ Viet Trekking Coffee ဆိုင်ကိုရောက်တယ်အဲ့ coffee ဆိုင်ကဟိုတယ်လေးရှိရယ် trekking လုပ်ချင်လဲရတယ် coffee ဆိုင်လည်းရှိတယ်ပြီးရင်အဲ့ကြောင်လေးကားလေးနဲ့ဒုတိယတက်ကိုတက်သွားလို့ရှိရင် restaurant လေးလည်းရှိတယ်မစိုးဘူးဗျာ coffee လေးလည်းတောက်ကောင်းတယ်စားတောက်တွေကလည်းကောင်းတယ်ဒီရဲ့ coffee ဆိုင်ရဲ့ထူးခြားချက်ကဘာလဲဆိုတော့ကျွန်တော်တို့fancy bang ကိုသွားတဲ့ Fanny Cooler ကြီးအဲ့အကြီးကိုနောက်ခံထားပြီးတော့ဓာတ်ပုံရိုက်လို့ရတယ်အဲ့အရာနဲ့နာမည်ကြီးတယ်ဒါပေမဲ့ကန်ဆိုးခြင်းတော့ကျွန်တော်တို့သွားခဲ့တဲ့ရက်ကပထမတစ်ရက်ကမြူလေးဆိုင်းနေတဲ့အတွက်ကျွန်တော်ဘာမှမမြင်ခဲ့ရဘူးမမြင်ခဲ့ရတော့ထုံးစံတိုင်းမင်းသမီး3ယောက်TikTokရိုက်တာကိုကျွန်တော်ခိုးရိုက်ထားတယ်ခိုးရိုက်ပြီးတော့ဗီဒီယိုတွေကိုထည့်တယ်ရိုက်တယ်ဘာရိုက်နေလဲတော့ကျွန်တော်လည်းမသိဘူးအဓိကတစ်ခုကတော့ကျွန်တော်တို့ပြောချင်တာစောင်းရသည်တွေမှာရှောင်းစေခြင်းတယ်ပေါ့ဒါကတော့နောက်ရက်ဖြစ်တယ်နောက်ရက်ကြတော့ကျွန်တော်မြူလေးနည်းနည်းကျင်းတဲ့အတွက်ဒီ Fanny Cooler ကြီးကိုနောက်ခံထားပြီးတော့ကျွန်တော်ဓာတ်ပုံရိုက်ခဲ့ရတယ်ပေါ့နော်ကန်ကောင်းပါတယ်ဒါပေမဲ့ခဏပါပဲပြီးတော့မြူတွေပြန်ဆိုင်လာတယ်ထုံးစံတိုင်းပဲအဲ့တော့သူ့ရိုက်ပေးပါဆိုတဲ့အတွက်ကျွန်တော်ရိုက်ပေးတယ်ဒါပေမဲ့ကျွန်တော်ဗီဒီယိုကြီးဖြစ်နေမှကျွန်တော်မသိလိုက်ဘူးမသိလိုက်တဲ့အတွက်ဗီဒီယိုကြီးဖြစ်သွားတယ်ဗီဒီယိုကြီးဖြစ်တော့ထုံးစံတိုင်းပဲကျွန်တော် vlog တွေကိုထည့်လိုက်တယ်ရုံးလက်ညှိုးကြီးရှောက်ထိုးတယ်ပေါ့ Fanny Cooler ကြီးပေါ့ဘာညာပေါ့လာတယ်ပေါ့အဲ့လိုမျိုးပြောတယ်ပေါ့ဒီလောက်ပါပဲဗီဒီယိုလေးရတော့